have the hashtag Chiang Mai Flower Festival 2026. ဒီဗီဒီယိုလေးကတော့ဒါကျွန်တော်တို့ချင်းမိုင်မျိုးတနေရာရဲ့ပန်းပွဲတော်ကိုသွားပြီးတော့ကျွန်တော်သွားရင်းနဲ့ရိုက်ဖြစ်တဲ့ဗီဒီယိုလေးပေါ့နော်။ထဲမှာတော့ဘာတွေရှိမလဲဆိုတာတော့ကျွန်တော်လည်းမသိသေးဘူးအခုမှသွားတာဆိုတော့ကျွန်တော်နဲ့အတူတူလိုက်ကြည့်ပေးပါဦးပေါ့နော်။အဲ့တော့ကျွန်တော်စဝင်နေဖြစ်ပါတယ်။ကျွန်တော်သွားတဲ့အချိန်က4 နာရီကျော်လောက်ဆိုတော့လူကတော့တအားကြီးမစီသေးပါဘူးကြိုကြဲပဲတွေ့ရပါတယ်ဒါတော့ပန်းပွဲတော့ဆိုတဲ့အတိုင်းဒါကတော့ပန်းနဲ့အလှဆင်ထားတဲ့ဟာလေးတွေပေါ့နော်လက်ရတော့တော်တော်မြောက်ပါတယ်เลยค่ะนะคะกล้องไหนกล้องสวยกล้องวิดีโอนะคะมินิฮาร์ทกันหน่อยไหมมินิฮาร์ทกันอยู่ใช่ไหมคะมินิฮาร์ทแล้วก็ยิ้มสวยๆยิ้มหวานนะคะนี่กับนักท่องเที่ยวของเราแล้วก็ผู้เข้าชมที่รับชมดอกไม้ขอบဒါကတော့ဒါကျွန်တော်လက်လန်းမိတဲ့နေရာလေးကိုရိုက်ပြီးတော့တင်ပေးတာဖြစ်ပါတယ်အကုန်လုံးနှံ့အောင်တော့ကျွန်တော်မရိုက်ဖြစ်ပါဘူးကျွန်တော်နဲ့အတူတူဗီဒီယိုလေးကိုလိုက်ကြည့်ပေးလို့ကျေးဇူးတင်ပါတယ်